တော့ပါတူလေးပဲဖြစ်ပါတယ်ပြန်ပါမယ်ရှင့်ပေါ့ပြန်နေပါပြီနောက်ရောက်လေးပြလိုက်ပါလေချီလေးပြလိုက်ပါရမှာဟိုးရှိတီသွားမှာဆိုပြီးပြောနေပါတယ်အဲပုံလေးအောင်လို့အောင်မြင်သွားတယ်နော်အဲ့ဒါပြလေဆောက်ပေးနေရပါတော့